လာလေအဝါသေးလျှောက်ခရဲကလောင်းလေဘဝတော့တင်စလျှောက်မယ်ဆိုတဲ့အချိန်မှာတငယ်ချင်းလမ်းလျှောက်ကဟွာပြောက်ချောချောချူချူလေးပြောက်ရေလာလောင်းနေဆိုကြတဲ့အဲ့ရောရောကိုအောင်တော့ကလည်းအဲ့လိုသူ့ပတ်ကနေပြန်ပြောမိသွားတာပေါ့နော်မရှိရွယ်ပါဘူးအဲ့တော့ကို personal ပါသွားတော့ sorry ပါငါအပြာ2ယောက်ကငါ free ချတာရေလာမွေလိုက်တာဟုတ်ဟိုဟာကိုတိုင်းလည်းကိုလည်းတော်တော်လန့်နေပါတော့တော်တော်လည်းအငင်းတန်ထားပါတယ်ဟိုတစ်ခေါက်က interview ဖြေတာကိုမငင်းထားဘူးလို့ထင်တာလေတော်တော်ငင်းထားပါတယ်အဲ့လိုညံကိုလွှာသုံးရတာဖြစ်တဲ့အတွက်သူတို့ပြင်မှာအဲ့လိုကြစ်ပုတ်တယ်တော့ပါဦးထင်ပါပေါ့နော်ဒါတရားပေါ့ဘယ်ပြောလို့ကြောက်ရဟိုဒါကတော့အစီအစဉ်တစ်ခုအနေနဲ့မဟုတ်ဘဲနဲ့တကယ်ကြီးနေစုပြီးတော့ကစားကြရလို့မြင်ပေးရင်တော့ပျော်စရာကြီးပေါ့နော်အဲ့လိုလေးပဲကစားခဲ့ကြတာပါ12ယောက်လုံးပါလေအဲ့မှာတကယ်ကြီးနေရန်ဖြစ်ကြတဲ့အခါရှိမယ်ကင်မရာတွေကလည်းတောက်ပေါင်းစုံရှုတော့ပေါင်းစုံနေရိုက်တတ်တဲ့ဘိုးဟာရဲ့ကောင်းတဲ့အကွက်တွေရှိသလိုအဲ့လိုသူများပြစ်ဒဏ်ကြားတဲ့အခါမှာအယုတ်တွေပဲကြားတဲ့အခါမှာစိတ်ဆိုးတဲ့ဟာတွေလည်းရှိတယ်ဒါကတော့လူအကျင့်လေးပေါ့နော်ကိုယ့်ရဲ့အကျင့်လေးကကိုကြတော့ဒီကောင်ကန်ရရကွာသူတို့ကြအယုတ်ပဲကန်ရရဆိုတော့နည်းနည်းတော့မနှောလေးပြက်မိတာပေါ့နော်အဲ့လိုဆိုတော့ကိုယ့်ရဲ့ဟိုရှုတော့ပေါင်းစုံကနေပြီးတော့ရိုက်တဲ့မျက်နှာအမူအရာမျိုးမျိုးလေးတွေအဲ့လိုတွေ့မြင်ရမှာပေါ့ဟိုက reality game ကဒါပထမအောင်ဆုံးလို့ဆိုတော့ဂိမ်းဆော့ရလည်းဝါသနာပါတယ်အဲ့တော့ကြောင့်မို့လို့တကယ်ကိုလည်းဟိုစိတ်လွတ်လက်လို့ပေါ့ပစိတ်ဝင်စားတေချာလေးပြင်ပန်းကန်ပြီးတော့အဲ့လိုဒဏ်ရာကြီးလည်းရခဲ့တယ်ပေါ့နော်အမတ်တရားကြီးလည်းရှိခဲ့တယ်တကယ်ချင်းတွေနဲ့အကုန်လုံးဒီဆက်လေးစာပြိုးရေးဂိမ်းရိုက်ပြီးတဲ့အချိန်မှာတကယ်ချင်းတွေနဲ့လည်းပိုပြီး close ဖြစ်သွားတယ်ပြီးတော့ဒီ game ဆော့ရတဲ့ experience ကလည်းရန်ဟိုဘွားမှာ experience အသစ်လေးရတယ်ပေါ့နော်အဲ့အမှာထွက်ရှိလာတဲ့အခါမှာပြိတ္တကလည်းတပိုင်းနဲ့တပိုင်းကိုတပိုင်းကြလို့ရှိရင်အဖြူသေးကိုမုန်းလိုက်တပိုင်းကြရင်အဖြူသေးကိုသနာလိုက်တပိုင်းကြရင်အဖြူသေးကိုအားမရလိုက်နဲ့အဲ့လိုစိတ်ခံစားမှုမျိုးစုံကိုကိုရီတင်းကပေးနိုင်တာဖြစ်တဲ့အတွက်အရင်လဲကျင်းတတ်ပါတယ်ဟုတ်ဆက်နေရတယ်ဟုတ်တယ်ပြောပါတယ်ဟိုပြိတ္တတွေရတာတခုရသွားပြီပဲကျင်းတတ်ပါတယ်ဟိုကတော့အကောင်းဆုံးဒီဆက်လေးဆိုင်ပြိုးရေးမှာအကောင်းဆုံးတငယ်ချင်းတွေပေါ့နော်ဟိုညင်းလဲညင်းအဲ့လိုစော်လဲစော်ရင်းနဲ့တကယ်ကိုအစလည်းစုံညင်းခဲ့ပြီးစော်ကြရဲ့ဂိမ်းဆိုတော့လေပြိတ္တတွေအနေနဲ့ကျင်းတတ်မှုတစ်ခုရရင်လည်းပီတိဖြစ်ပါတယ်။မြောက်ကပြောတယ်ဝဲဝါဒါရုပ်ရည်ချောတော့တယ်သူကစားတဲ့နေရာမှာအရင်ကျန်းနေတယ်ပြောထောက်လာ။အရင်ကျန်းနေဆိုဝါတို့မှာအကူစရာဘူးမှမရှိဘူးလေ၃ယောက်ကအလုံးတော့သေးလေးတွေလေပြီးတော့ယောက်ျားလေးရှိတော့လေဂျေးကြတယ်ပိတ်သေးလေးဆိုတော့ဂျေးပြောသလိုပေါ့ဗလားမရှိဘူးညံတော့ကောင်းတယ်ပေါ့နော်အဲ့လိုမျိုးပေါ့နှင်းပြောသလိုပဲကိုရီပြူသေးကညံကောင်းတယ်ပေါ့အဲ့လိုညံကိုလွှာသုံးရတာဖြစ်တဲ့အတွက်သူတို့ပြင်မှာအဲ့လိုကြစ်ပုတ်တယ်တော့ပါဦးထင်ပါပေါ့နော်ပြလေးတော့နာမဝဲမင်းတို့မကြီးရွယ်ဘူးဒီတိုင်းလေးပဲအော်လို့ငါလို့တချီလေးဆိုပြီးတော့ပဲပြစ်တယ်လေးကိုခံလိုက်ပါမယ်လေပေါ့အဲ့လိုလေးကြားအဲ့လိုတွေ့အဲ့လိုလေးပြောနေတဲ့ဟာမှာ तू ကတူးအောင်နဲ့ तू နဲ့ကလာလေအဝါသေးလျှောက်ခရဲကလောင်းလေဘဝတော့တင်စလျှောက်မယ်ဆိုတဲ့အချိန်မှာတငယ်ချင်းလမ်းလျှောက်ကဟွာပြောက်ချောချောချူချူလေးပြောက်ရေလာလောင်းနေဆိုကြတဲ့အဲ့ဒါရောရောကိုအောင်တော့ကလည်းအဲ့လိုသူ့ပတ်ကနေပြန်ပြောမိသွားတာပေါ့နော်မရှိရွယ်ပါဘူးတကယ်ချင်းရှင်မှာလက်ပြလေးလို့နားမှာတော့အားရတယ်ပြောအဲ့တော့ကို personal ပါသွားတော့ sorry ပါပြောနေတာပါပြောဆိုတာလည်းပါပြောတယ်သူ့ရဲ့ emotion ကအဲ့မှာအသက်ပဲလေအဲ့လိုတော့မပြောပါဘူးတကယ်ချင်းတွေအကုန်လုံးကချစ်ဖို့ကောင်းတယ်ဆိုတာလေဘိုးကတော့ဒီ game မှာပြိတ္တတွေလည်းမြင်မှာပေါ့နော်စိတ်ဆိုးကြရပြောကြတယ်တကယ်ကတ်အော်ပြီးရဲ့အချိန်မှာဟိုကတော့ရှစ်တေဒီအပိုင်းတစ်ပိုင်း game ဆော့ပြီးွားရဲ့အချိန်မှာတကယ်ချင်းတွေအဲ့လိုအဆောင်ပြန်ရောက်ပြီးနားတဲ့အချိန်ရောက်ပြီးဆိုလို့ရှိရင်တကယ်ချင်းတွေအကုန်လုံးအဲ့လိုတွေ့ကြစားကြမဟုတ်စားကြအဲ့လိုမျိုးပေါ့နော်sorry ပြောတယ်စိတ်မဆိုးဖို့ပေါ့နော်အဲ့လိုမျိုးချစ်ဖို့ကောင်းပါတယ်တကယ်ချင်းတွေအကုန်လုံးကလေအငယ်လေးပေါ့နော်အားလုံးကဒီမိသားစုစိတ်ဓာတ်နဲ့အဲ့လိုတယောက်နဲ့တယောက်အဲ့လိုဖောင်းဝါခဲ့လို့ရှိရင် sorry တော့ဘာမှမရွယ်ဘူးအဲ့လိုမျိုးအများတောင်းမှန်နဲ့ကာချာလေးတစ်ခုရှိရပေါ့နော်အဲ့ဒါလေးချစ်ဖို့ကောင်းပါတယ်ဟုတ် Got nothing in my brain Got nothing in my brain ကိုတိုင်းလည်းကိုလည်းတော်တော်လန့်နေပါတော့တော်တော်လည်းအငင်းတန်ထားပါတယ်ဟိုတစ်ခေါက်က interview ဖြေတာကိုမငင်းထားဘူးလို့ထင်တာလေတော်တော်ငင်းထားပါတယ်ပြန်ကြည့်ပြီးတော့မှလေအဲ့လိုရိုက်ပြီးတော့မေ့သွားပါဘောနော်မငင်းခဲ့ဘူးပဲထင်တာဒါပေမဲ့
တော်တော်ကြီးကိုညင်းထားတာဖြစ်တဲ့အတွက်အငယ်ထပ်ပို့ပြီးတော့ညင်းထားမိတယ်ပေါ့နော်အဲ့အတွက်တောင်းပန်ပါတယ်လို့အရင်တို့တွေကလည်းအကုန်လုံးပြောကြပါတယ်ခင်ဗျာမဟုတ်ခင်ဗျာစွာဆိုပြီးတော့ပြောကြတာလေဆိုတော့ဒီ program ကြည့်ပြီးတဲ့အချိန်မှာဟိုကစွာရညင်းတာရတိသွားကြအောင်နော်